ရှင်ဒီနေ့ကတော့ပေါ့နော်ရှင်အတွက်က weekend ပေါ့နော်အကြောင်းပေးရဆိုတော့ရှင်ကဘာလှုပ်စားလဲဆိုရင်အိမ်မှာဘာကလှုပ်စားတယ်ပေါ့နော်အဲတော့ကိုယ့်ဘာနဲ့ကိုကြက်သားကြိတ်တယ်ကြော်တယ်ပေါ့နော်ပြီးပြီဆိုလို့ရှင်ဒီမှာဆလရွက်ပါမယ်တခွားတီးပါမယ်ခင်းကျင်တီးပါမယ်ဒါကြတော့ထောပတ်စီပေါ့နော်ဒီထောပတ်စီလေးရှင်ရမ်းကြိုက်တယ်ဒီလားဒီမျိုးမှာဆိုအဆင်ပြေတယ်ဒါတပူးမှာ16000ပဲပေးရတယ်အရန်ကောင်းတယ်အရန်လဲမွေးတယ်ဒီလားထောပတ်နဲ့ပတ်သက်စိတ်တိုင်းကြလေးတစ်ခုပေါ့နော်လေးရှိတယ်ပြီးပြီဆိုလို့ရှင်ဒီမျိုးမှာကြတော့ဘာကပန်းမရှိဘူးမရှိတော့ကြတော့ရှင်တက်ချီလေးကနေပပထည့်ပြီးရပေါ့နော်ဒီဆိုင်ရမုံလေးအရန်ကောင်းတယ်ကြည့်ကြည့်တော့အရှင်ခုဒီမှာပြထားတဲ့လိပ်စာရှိရဖုန်းနံပါတ်ရှိပေါ့နော်ပိတ်ခါနေပြီးတော့ဖုန်းဆက်ပြီးမှာလို့ရှိရင်ကျတို့ကားကြီးရောက်ချပြီးအရန်ကောင်းတဲ့မုံနေရလေတာရှိကန်ဈေးပါရန်အများကြီးမပါဘူးဒီလားမပါဘူးလုံးဝ fresh ဖြစ်တယ်အဲ့တော့လေမုံသားလေးဆိုလဲတော်တော်လေးစင်ကြည်တယ်ဒီလားတစ်ခုဆိုတစ်ခုပဲစားလိုက်အရန်ရတာရှိတယ်အဲအကြောင်းလေးတာချီလေးမှာနေတယ်တာချီလေးမှာရောက်နေတယ်ဆိုလို့ရှိရင်တော့ဒီစောက်ဝိုင်ကမုံလေးတွေဝယ်စားကြည့်ပါလို့အဲ့အားလေး comment ပေးပါရနော်ပြီးပြီဆိုရင်ဒါရှင်ရဲ့ပါဝင်ပစ္စည်းတွေပေါ့နော် mayonnaise ပါမယ် sauce ပါမယ်ပေါ့ရှင်ခုလောလောဆယ်တော့အသားကြော်နေပါတယ်လို့ကြော်တာကြော်နေရသီလားဟဲမီးမပြတ်ပါစေနဲ့ဆိုဆူတောင်းနေရတယ်ဆိုမီးကလည်း9မိနစ်ချာတစ်ခါလောက်ပြတ်နေရဆိုမပြတ်ဖို့လည်းဆူတောင်းနေရတယ်ပြီးဘာကလုံးမယ်လုပ်ပြီးပြီဆိုရှင်အာလူချောင်းကြော်မယ်ပေါ့နော်ရှင်တို့တနေ့တာပြီးဆုံးသွားပါပြီလို့ဒါဆိုရင်တော့စားကြပါအောင်ရှင်